အကျွေးတွေအမြန်ဆုံးခြေစီမဲ့ရရလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဆရာပရိသတ်9ရက်သားသမီးတွေထဲမှာအကျွေးတွေတင်နေတဲ့သူတွေအများကြီးရှိပါတယ်เนาะအကျွေးတွေတင်နေအကြောင်းမျိုးမျိုးကြောင့်အကျွေးတွေတင်တာပေါ့เนาะတချို့ကကြတော့စီးပွားရေးလုံးပြီးလို့အကျွေးတင်တယ်တချို့ကလောင်းကစားလုံးပြီးလို့အကျွေးတင်တယ်တချို့ကြတော့ကိုမိသားစုရေးကိစ္စတွေလုံးရလို့ငွေတွေကဝင်ပဲထက်ငွေနဲ့မမျှပြီးတော့မှအကျွေးတွေတင်သွားတဲ့လူတွေရှိတယ်တချို့ကတော့ငွေလိမ်ခံရလို့အကျွေးတွေတင်သွားတဲ့လူတွေရှိတယ်ဘလို့နီးနဲ့ပဲအကျွေးတွေတင်ပေါ့နော်တချို့ဆိုရင်အကျွေးတွေစိုက်ရင်းနဲ့ဟိုတက်လုံးဆက်လို့မကုန်တော့ဘူးအတိုးတွေနဲ့အကျွေးတွေနဲ့လုံးလဲချလဲရိုက်နေတဲ့သူတွေလည်းရှိတယ်တချို့ဆိုရင်တိန်းကိုယာချီထောင်းချီတောင်းချီနော်ဆရာတို့တင်နေလို့ဘာဘယ်ဆရာမှမကယ်နိုင်ဘူးဘယ်ရရမှမကယ်နိုင်တော့တဲ့လူတွေရှိတယ်ဒီလိုလူတွေအတွက်ဆရာကရက်ပိုင်းအတွင်းလာပိုင်းအတွင်းကိုအမြန်ဆုံးအကျွေးကြေစီမဲ့ရရလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရရဟာနော်ဘယ်ဆရာမှကိုယ်ကိုမကယ်နိုင်တော့ဘူးကိုကဘာရရတွေပဲလှုပ်လို့ဘာကုသိုလ်ကောင်းမှုတွေလှုပ်ပဲလှုပ်ဘလို့စီးပွားရေးတွေပဲလှုပ်အကျွေးတွေလုံးဝမကြေတော့ဘူးဆိုတဲ့သူတွေအတွက်ဆရာကဒီရရလေးကိုပြောပြမှာဖြစ်တယ်နော်ရရလေးကလည်းအရန်ဟိုမှပေါ့နော်ဟိုလွယ်ကူရိုးရှင်းတယ်ဒါပေမဲ့ယုံကြည်နဲ့သာလှုပ်တာအရန်ဟိုမှာအစွမ်းထပ်ပြီးတော့အကျွေးတွေအကုန်လုံးခြေစီမဲ့ရရဖြစ်ပါတယ်ဒီရရကိုပြုတ်လုပ်ပြီးဆိုတာနဲ့မိမှရှိနေတဲ့တင်နေတဲ့အကျွေးတွေကိုရက်ပိုင်းလပိုင်းအတွင်းကိုအမြန်ဆုံးခြေစီပါတယ်เนาะအဲ့တော့ကိုကဘလို့အကြောင်းမျိုးနဲ့ပဲဖြစ်ပေါ့เนาะအကျွေးတွေတင်သွားပြီဆိုရင်ကိုကဒီအကျွေးကြောင့်အိမ်မပြောတာเนาะအိမ်မပြောတာစားမဝင်တာစိတ်ညစ်တာစိတ်ဆင်းရဲတာဒီတနေ့အတိုးတွေပေးရမှာဒီအကျွေးတွေမဆက်နိုင်တာနဲ့ပတ်သက်ပြီးတော့လူကကျမ်းမာရေးညံ့သွားတာတို့နော်ထွက်ပြေးရတာတို့နာမည်ပြတ်သွားတာတို့စသည်ဖြင့်ဖြစ်သွားတတ်ပါတယ်အဲဒါကြောင့်မလို့ဆရာပရိသတ်တွေကိုဆရာကနော်အသက်ရှည်သေးလို့လည်းပြောလို့ရတယ်အသက်ကယ်သေးလို့လည်းပြောလို့ရတယ်ရရလေးကိုဆရာပြောပြမှာဖြစ်ပါတယ်ဒါကတော့အကျွေးတွေအားလုံးကိုကယ်တင်ပေးမဲ့ရရလေးတစ်ခုဖြစ်ပါတယ်ဒီရရကိုလုတ်ပြီးဆိုတာနဲ့ဆရာတို့ပေါ့နော်ကိုနော်ကိုဟိုဒီဖြစ်နေတဲ့အခက်အခဲတွေကိုတဖြည်းဖြည်းနဲ့ပြေပြောက်သွားပြီးတော့မှလာပိုင်းအတွင်းရက်ပိုင်းအတွင်းဟိုမှာအကျွေးတွေကိုခြေသေးမဲ့ရရဖြစ်ပါတယ်နော်ဒီရရကိုပြုလုပ်ပြီးဆိုတာနဲ့လူတယောက်ကအကျွေးတွေတင်သွားတယ်ဆိုတာနားလည်အောင်ပြောရရင်လူတယောက်ကကန်နှိမ့်နေတဲ့အချိန်မှာအကျွေးတင်သွားတတ်တယ်လက်ပိတ်နေတဲ့အချိန်မှာအကျွေးတင်သွားတတ်တယ်ကိုမတိနားမလဲတာတွေလုံးပြီးတဲ့အချိန်မှာအကျွေးတင်သွားတတ်တယ်တချို့ကတီးနဲ့မိုက်ပြစ်လုပ်ပြီးတော့မှအကျွေးတွေတင်သွားတတ်တယ်တချို့ကတော့သူများကကိုရုံမှကောက်ကျစ်လို့ဒါမှမဟုတ်တခုခုကိုအတုံးချလို့တခုလိန်သွားလို့အကျွေးတွေတင်သွားတာရှိတယ်ဘလို့နီးနဲ့ပဲအကျွေးတင်ဆရာတို့အကျွေးတွေအမြန်ဆုံးကြည်စီရမယ်နော်အဲ့တော့အကျွေးကြည်တယ်ဆိုတာကန်နှိမ့်လို့လက်ပိတ်လို့စသည်ဖြင့်အကြောင်းပြချက်တွေအများကြီးရှိတယ်အဲ့ထဲကမှဖြစ်နေတဲ့အားလုံးကိုအမြန်ဆုံးပြေလည်စေမဲ့အမြန်ဆုံးငွေဝင်စေမဲ့နော်ရရကိုပြောမှာဖြစ်တယ်အဓိကအကျွေးကြည်ဖို့ဆိုရင်ဆရာတို့ငွေဝင်ဖို့လိုတယ်ငွေဝင်မှအကျွေးကြည်မှာနည်းနည်းချင်းဖက်ဆက်ပြီးကြည်သွားတာလို့လည်းရှိတယ်ကိုယ့်စီကိုတစ်လုံးတစ်ခဲကြီးငွေဝင်လာလို့ကြည်သွားတာလည်းရှိတယ်ထီပေါက်လို့ကြည်သွားလည်းရှိတယ်အကြောင်းမျိုးနဲ့ကိုယ့်စီကိုငွေတွေပြန်ဝင်လာပြီးတော့မှအဆင်ပြေပြီးတော့မှအကျွေးတွေကြည်သွားတာလည်းရှိတယ်ဘလို့ပဲကြည်ဆရာတို့အကျွေးကြည်ဖို့ပဲလိုတယ်အဲ့ဒါကြောင့်လည်းဆရာပရိသတ်တွေဒီအကျွေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေတဲ့သူတွေအတွက်ကိုဆရာကအကောင်းဆုံးဖြည့်ရှင်းတဲ့နီးရရလေးတစ်ခုကိုဆရာပေးမှာဖြစ်ပါတယ်နော်စိတ်အေးလက်အေးနဲ့ဒီရရကိုလုပ်ပါစိတ်အေးလက်အေးနဲ့လုံးမှာပဲကိုယ့်စီမှာစိတ်ချမ်းသာမှုတွေပျော်ရွှင်မှုတွေနော်အလုံးလုံးချင်တဲ့စိတ်တွေပြန်ပြီးတော့မှဒီအကျွေးနဲ့ပတ်သက်ပြီးတော့ဘလို့မှဖြည့်ရှင်းရမယ့်ဟာတွေပေါ်လာလိမ့်မယ်ကိုယ်နှက်ကောင်းနှက်မြတ်တွေကလည်းကူညီလာလိမ့်မယ်ကိုယ်မှာရှိတဲ့အဆောင်ရှောက်တွေကလည်းစောင့်ရှောက်လာလိမ့်မယ်ကိုယ်နားမှာကိုယ့်ရဲ့ဒီဘဝလမ်းကြောင်းမှာပိတ်နေတဲ့ငွေဝင်တကားတွေလည်းအားလုံးပွင့်သွားလိမ့်မယ်နော်အဲဒါကြောင့်မလို့ယုံကြည်နဲ့လုပ်ပါလို့ဆရာပြောချင်တယ်ဘာလုပ်ရမလဲဆိုရင်ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါ့နော်ဆရာတို့ထမင်းစီစမ်းပေါ့နော်ထမင်းစီစမ်းတပကံကတ်မယ်ပြီးရင်ဆရာတို့ပေါ့နော်ဒီဂွင်းကြော်လို့လည်းခေါ်တယ်ဗျာကြော်လို့လည်းခေါ်တယ်မြန်မာပြည်မှာတော့မှအခေါ်လုံးဝမတူဘူးပေါ့နော်ဒီဂွင်းကြော်ရဲ့လို့လည်းခေါ်တယ်ဗျာကြော်လို့လည်းခေါ်တယ်မျိုးစုံခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒီအကြော်လေးဆိုရင်တွေ့ရနဲ့သိမှာပါဒီအကြော်လေး၅ခုရဲ့ထမင်းစီစမ်းရဲ့ဟိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူပေးပါနော်ကတ်လူရမယ့်အချိန်ကတိကြကြကတ်ရမှာဖြစ်ပါတယ်ဆရာတို့8နာရီမနက်8နာရီ10မိနစ်မှာကတ်ရမှာဖြစ်ပါတယ်နော်ကြံတဲ့အချိန်တွေလုံးဝကတ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဆရာကကုသိုလ်ပြုရတရားနဲ့ဓာတ်ရိုက်တဲ့စင်နဲ့အစီမံရတရားတွေနဲ့အားလုံးပေါင်းဆက်ပြီးတော့မှဆရာတေချာတွက်ချက်ပေးပြီးတော့မှအကျွေးရပ်ပိုင်းအတွင်းလာပိုင်းအတွင်းအကျွေးအမြန်ဆုံးရတရားနဲ့ငွေဝင်စေမဲ့အစီအရင်ကိုဆရာထည့်ပြီးတော့ပြုလုပ်ထားတာဖြစ်လို့ဆရာပြောတဲ့အချိန်မှာပဲလုပ်ပါ8နာရီမနက်8နာရီ10မိနစ်မှာလုပ်ပါ
ဒီဗီဒီယိုတွေ့ရနေရနေစပြီးလုံးရမှာဖြစ်ပါတယ်နေတိုင်းလုံးဆရာမလို့ပါဘူးအကျော်က9ခုတခြားအကျော်လုံးဝရောလို့မရပါဘူးဒီဘရာကျော်ဂွင်းကျော်တစ်ခုပဲရပါမယ်ဒီလိုအပေါက်ကလေးတွေပါဖို့လဲလိုပါတယ်နော်ပြီးရင်ဆရာတို့စီမီပေါ့နော်စီမီအဖြူရောင်တတိုင်းကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်ပါနော်ပြီးရင်ဆရာတို့ပေါ့နော်ဖျောင်းနိုင်တတိုင်းကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်ပါရေနွေးချမ်းတစ်ခွက်ပေါ့နော်ရေနွေးချမ်းတစ်ခွက်ကိုလည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူပူဇော်မယ်ပြီးရင်ဆရာတို့ဂုံတော်9ပါးကို16ကောက်ရွတ်မယ်နော်ဂုံတော်9ပါးကို16ကောက်ရွတ်မယ်အရှိဘက်ကိုလှည့်ပြီးတော့ရွတ်မယ်နော်ဆရာတို့မိမိနေထိုင်တာဘယ်မှာပဲနေအရှိအရက်ကိုမျက်နှာမူပြီးတော့မှရွတ်မယ်ပေါ့နော်ရွတ်ပြီးသွားပြီဆိုရင်ဆရာတို့ပေါ့နော်ဒီအိမ်ရဲ့ဒါအရှိဘက်မှာရွတ်ရမှာပေါ့နော်အိမ်ရဲ့အနောက်ဘက်နော်အိမ်ရဲ့အနောက်ဘက်မှာရှိရဲ့လမ်းမေးခွေးလေး9កောင်ကိုနော်ကိုစေတနာရှိသလောက်နော်ထမင်းလေးနဲ့ကြက်ဥလေးနဲ့ပဲဖြစ်ဖြစ်ရောကြော်ပြီးတော့9កောင်တီတီကိုကျွေးပေးပါနော်ပြီးရင်ကျွေးတဲ့အချိန်မှာလည်းအကျွေးတွေအမြန်ဆုံးကြေပါစေဆိုပြီးဆူတောင်းပြီးတော့ကျွေးပါဖျားဆုံးတော်ကတ်တဲ့အချိန်မှာလည်းမြတ်စွာဘုရားကိုနော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအကျွေးတွေအမြန်ဆုံးကြေစေမဲ့ငွေဝင်စေမဲ့ရှိသမျှအကျွေးတွေကိုလာပိုင်းရက်ပိုင်းတွင်အမြန်ဆုံးကြေစေမဲ့အမြန်ဆုံးလဲငွေလုံးရင်းဝင်စေမဲ့သမင်းစီစံတပကံနော်ဆရာတို့ဘရာကျော်ဂွင်းကျော်9ခုစီမီဖြူရောင်တတိုင်းရေနွေးချမ်းတစ်ခွက်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားမြတ်တာအကျိုးများကြောင့်တပည့်တော်ဒီရရာကိုပြုလုပ်တဲ့နေ့ကနေစပြီးအကျွေးတွေအားလုံးရက်ပိုင်းလာပိုင်းအတွင်းအမြန်ဆုံးကြေပါသည်တင်နေတဲ့သိန်းရာချီထောင်ချီနော်ဆယ်ချီအကျွေးတွေအကုန်လုံးလာပိုင်းရက်ပိုင်းတွင်အမြန်ဆုံးကြေပါသည်ဆိုပြီးဆရာတို့ဆူတောင်းလိုက်မယ်နော်အကျွေးတွေကြေသွားပြီဆိုရင်လဲနော်အလူအတန်းကြီးမားမားလုပ်မယ်လို့စိတ်ထဲမှာထားပြီးတော့မှဒီရရာကိုပြုလုပ်ပါနော်လူတယောက်မှအကျွေးတွေကြေသွားပြီဆိုရင်ဒါတခုစိတ်အေးသွားပါပြီအဲ့တော့စိတ်အေးစရာကိစ္စတခုကြုံလာတိုင်းအလူဒါနာတခုကိုပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့အကျွေးတွေကြေသွားပြီဆိုရင်ဆရာပြောသလိုအဋိဌံပြီးတော့မှဆူတောင်းပြီးတော့မှဒီရရာကိုလုပ်ပါလာပိုင်းရက်ပိုင်းတွင်ကိုမှတင်နေရဲ့10ချီရာချီထောင်ချီတောင်းချီအကျွေးတွေအကုန်လုံးအမြန်ဆုံးကြေသွားပါလိမ့်မယ်နော်အဲ့တော့ဆရာအရေးကြီးရမှာချင်းပါတယ်ဒီရရာဗီဒီယိုလေးကိုများလေး share ထားပေးပါအဲ့ဒါမှအကျွေးတွေရှိနေတဲ့9ရက်သားသမီးတွေကဒီရရာကိုတွေ့တော့ like လုပ်တဲ့ခါကျတော့ကိုလည်းကုသိုလ်ရတယ်ကိုမှရှိတဲ့အကျွေးတွေလည်းအမြန်ဆုံးကြေသေးတယ်ကိုလုပ်တဲ့ရရာလည်းအစွမ်းထက်စေတယ်အဲ့တော့ဆရာပြိတ္တတွေအကုန်လုံးဒီရရာကိုshare ထားပေးပါ comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ရောအကျွေးကြေအောင်ရောလက်ပွင့်လက်ရွှင်အောင်ရောဆရာရွှေဖျောင်းနိုင်လေးထွန်းပြီးတော့မှတဦးတယောက်ချင်းစီတိုင်းကိုဆရာဒီနေ့ဆူတောင်းပေးမှာဖြစ်ပါတယ်ပြီးတော့ဆရာရဲ့ဒီ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါလို့ပြောချင်တယ်ပြီးတော့ဆရာပရိသတ်တွေလည်းဆရာဗီဒီယိုမကြည့်ကြဘူးလားမသိဘူးပေါ့နော်မကြည့်ရတဲ့သူတွေကတော့အလိန်ခံမှာပေါ့နော်တချို့ကတော့ဟိုပြောလဲမရဘူးပေါ့နော်ဒါပေမဲ့အခုတော့ထပ်ပြောပါအောင်မယ်ဆရာပရိသတ်တွေအလိန်ခံမှာဆိုလို့ပါဆရာစီမှာဘေးနေမေးချင်တာပဲဖြစ်ဖြစ်ရရအပ်ချင်တာပဲဖြစ်ဖြစ်အဆောင်ဝယ်ချင်တာပဲဖြစ်ဖြစ်ဆရာရဲ့ Viber ဖုန်းနံပါတ်39966331မှာဆရာနဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်เนาะပြီးတော့မှဆရာလွှဲပေးတဲ့ဖုန်းလေးတွေကိုပြန်ပြီးတော့ဆက်သွယ်ပါဘာလို့လဲဆိုတော့66331ဖုန်းကဆရာလက်ထဲမှာကင်ထားတာဖြစ်ပါတယ်အဲ့တော့ဆရာကိုဘေးနေမေးချင်တယ်ဇာတာစစ်ချင်တယ်တဲတော်မေးချင်တယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေမေးချင်တယ်အစီအရင်အပ်ချင်တယ်ရရအပ်ချင်တယ်အဆောင်ဝယ်ချင်တယ်ဆိုရင် Viber ဖုန်းနံပါတ်66331 Telegram ဖုန်းနံပါတ်66331မှာစာပို့ပြီးတော့ဆရာနဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ဆရာရဲ့ KB ဇပေးငွေလွှဲအကောင့်ဖုန်းနံပါတ်ကလည်း66331ဖြစ်ပါတယ်အကောင့်နာမည်ကတော့အောင်ရဲလွင်ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝကိုငွေမလွှဲပါနဲ့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးအဲ့တော့ဆရာပရိသတ်တွေထဲမှာအကျွေးတွေများနေတယ်ဘယ်သူမှမကယ်နိုင်ဘူးဆိုတဲ့သူတွေဆရာစီကိုလာခဲ့ပါဆရာဟေတန်အေဟီဆိုတဲ့အကျွေးကြေနေတဲ့ရရာကြီးကိုဆရာပြုတ်လုပ်ပေးမှာဖြစ်ပါတယ်ဆရာကိုယ်တိုင်ပီယာဈေးတွေနဲ့ဆေးဖျောင်းနိုင်တွေနဲ့ထွန်းပြီးတော့မိမိနာမည်မွေးနေ့နဲ့ကြော်ပွဲတွေထွန်းပြီးတော့ရရာပြုတ်လုပ်ပေးမှာဖြစ်ပါတယ်အကျွေးတွေများနေတယ်လုံးဝဆက်လို့မရတော့ဘူးဆိုတဲ့လူတွေအကုန်လုံးဆရာစီလာခဲ့ပါဆရာလက်ပွင့်လက်ရွှင်အောင်အရင်လုပ်ပေးမယ်ကံမြင့်အောင်လုပ်ပေးမယ်ငွေဝင်လန်းတွေပွင့်အောင်လုပ်ပေးမယ်ပြီးရင်ဆရာဒီအကျွေးကြေတဲ့အစီအရင်ကိုလုပ်ပေးမှာဖြစ်တယ်ရရအချင်း Viber Messenger Telegram မှာအစီအရင်လာအပ်လို့ရတယ်အကျွေးကြေးစေရမယ်လို့အာမခံတယ်နော်ပြီးတော့အကျွေးကြေးဖို့အတွက်ကဘာလို့လဲဆိုရင်ငွေဝင်ကျန်းဖို့လိုပါတယ်နော်ငွေဝင်ကျန်းမှာအကျွေးအမြန်ဆုံးကြေးမှာဖြစ်ပါတယ်အဲ့တော့ဒါဆရာထူးမြအောင်ထုတ်ထားတဲ့အဆောင်မဆက်အိမ်လေးဖြစ်ပါတယ်ငွေဝင်ကျန်းစေတဲ့အိမ်လေးကိုလည်းဝယ်သုံးပြအောင်ဝယ်သုံးပါလို့ပြောချင်ပါတယ်ဆရာပရိသတ်တွေထဲမှာဆရာရဲ့အဆောင်ပတ်စံအိမ်လေးတွေကိုလက်ကားပြန်ပြီးတော့ယူရောင်းပေးခြင်းနဲ့ဆိုရင်လည်းဆရာရဲ့ Messenger မှာဆက်သွယ်လို့ရပါတယ်ဆရာထိုင်းနိုင်ငံမှာဘန်ကောက်မြို့မှာနေတာဖြစ်ပါတယ်အဲ့တော့မြန်မာပြည်မှာတဲ့သူတွေကိုဆရာ3ရက်အတွင်းအိမ်ရောက်ပို့ပေးပါမယ်ထိုင်းနိုင်ငံကိုလည်း3ရက်အတွင်းအိမ်ရောက်ပို့ပေးပါမယ်ဒါကတော့ထိုင်းနိုင်ငံပတ်စံအိမ်ဆက်ယုံကနေဆရာကိုယ်တိုင်ထုတ်ထားတာဖြစ်ပါတယ်ဘူးလေးလည်းပါပါတယ်အရင်လာပါတယ်နော်ဝေဝင်ကျန်းစေတဲ့အိတ်ဖြစ်ပါတယ်အခြေရေးအိမ်တော်ကြီးကန်ကောင်းပြီးတော့စမ်းပွင့်လက်ပွင့်စေတဲ့အဆောင်ပုံလေးတွေလက်ဆောင်ပါတယ်ငွေဝင်ကျန်းစေတဲ့အင်းပြားလေးလည်းပါပါတယ်
နော်ဆရာပတ်စံအိမ်လေးကိုဝယ်သုံးပြအောင်သုံးကြည့်ပါငွေဝင်ကျန်းလာလိမ့်မယ်ငွေတွေဝင်လာလိမ့်မယ်အကျွေးတွေကြည်ပါလိမ့်မယ်ခုနှစ်ရက်သားသမီးအားလုံးလည်းအကျွေးဟူသည်မြဝေကျွေးငွေကျွေးအကုန်လုံးအမြန်ဆုံးကြည်ပါသည်လို့ဆုတောင်း